သာသနာတော်နှစ်2559ခုနှစ်ကောဇာတက္ကရာ1385ခုနှစ်ဝါဆိုလဆန်း6ရက်2013ခုနှစ်ဇူလိုင်လ13ရက်ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ်သာသနာရေးဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနသဝတိရိဗိမာန်တော်အတွင်းဆင်းကျင်းပပြုလုပ်အပ်သည့်သာသနာပူဇာမြတ်မင်္ဂလာတရားအလှူတော်ဓမ္မသဘင်အခမ်းအနား၌မရမ်းကုန်းမြို့နယ်မစိုးရိမ်လမ်းသွယ်နှစ်အမှတ်70နှစ်ဖက်မိဘများအာရည်စု၍ဦးဆိုင်ဖိုးချစ်ဒေါ်နန်းခမ်းလိုင်းရွှေအလင်းအိမ်ကားဆာဗစ်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း3တရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျူဖတ်ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်မှသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိယောစာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစေဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေသည်မဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ချိုးပမ်းချက်အပိုင်း3ဒုက္ခရစရိယာလို့ခေါ်တဲ့တမန်ပုဂ္ဂိုလ်တွေစိတ်ကူးတဲ့တောင်မထဲ့ဝန်လောက်အောင်ခန္ဓာကိုယ်ပင်ပန်းခံပြီးတော့အသိဉာဏ်တူရလိမ့်မလားလို့ဘုရားလောင်းတော်ဟာကျူပန်းအထုတ်ခဲ့တာတောထွက်လာတဲ့အချိန်ကစပြီးတရားစူးစမ်းရှာဖွေတာ6နှစ်လောက်အချိန်ရသွားအဲ့ဒီမှာဒုက္ခရစရိယာကျင့်တာ6နှစ်တော့မဟုတ်ဘူးရှေ့ပိုင်းကတော့အာလာရကာလမဆိုတဲ့ဆရာကြီးထံနေခံပြီးတော့သမထအကျင့်ကိုအောင်မြင်ပေါက်ရောက်အောင်ကျင့်ခဲ့တယ်ဒုတိယဥဒကရမဗုဒ္ဓဆရာကြီးရဲ့နိနာနေတယခံပြီးတော့သမထကျင့်စဉ်တစ်ခုကိုအောင်မြင်ပေါက်ရောက်အောင်ကျင့်ခဲ့အဲ့ဒီကျင့်ပြီးတဲ့နောက်မှာ
ထိုခေတ်ကာလမှာခေတ်စားနေတဲ့ခန္ဓာကိုယ်ပင်ပန်းခံပြီးတော့ကျင့်ရတဲ့အကျင့်အဲ့ဒီအကျင့်ကိုကျင့်ကြံကြိုးကိုအားထုတ်တယ်တပတ်အကျင့်လို့ခေါ်တယ်ရောင်များစွာသောအကျင့်တွေတဲ့အလွန်ခက်ခဲပင်ပန်းလာတဲ့အကျင့်ကိုကျင့်လိုက်လို့ခန္ဓာကိုယ်ဟာပိန်ချုံးသွားပြီးအယိုးပေါ်အရေးတင်မသိမရှင်အနေထားမျိုးရောက်သွားသည့်အထိအောင်ဆင်းရဲပင်ပန်းမှုကိုခံရတယ်အဲ့ဒီမှာပြန်ပြီးတော့စဉ်းစားမိတာဒီလိုအမတန်မှပြင်းထန်တဲ့ဒုက္ခရစရိယအကျင့်ကိုရှေးတုန်းကကျင့်ကြံကြိုးကုပ်အားထုတ်တယ်လို့ဆိုတာလည်းပဲငါကျင့်တဲ့အတိုင်းတာတဲ့တော့မပူနိုင်ဘူးခဏခေတ်မှာကျင့်နေတဲ့ပုဂ္ဂိုလ်တွေဟာလည်းငါကျင့်တဲ့အတိုင်းတာတဲ့မပူဘူးနောက်ကျင့်မဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဒီအတိုင်းတာတဲ့တော့ပူပြီးတော့ဘယ်သူမှမကျင့်နိုင်ဘူးလမ်းဆုံးရောက်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်ခဲ့တယ်ပြန်စဉ်းစားကြည့်တာဒီအကျင့်ဖြင့်တော့အသိဉာဏ်တစ်ခုဘာမှရမလာဘူးသို့တော့ဒီအကျင့်နဲ့ပတ်သက်ပြီးတော့အလောင်းတော်ဟာဖះအလောင်းတော်ဟာစိတ်ပြတ်သွားတာမဟုတ်ဘူးကျင့်ကြံကြိုးကုပ်အားထုတ်တဲ့သူ့ရဲ့ကျင့်စဉ်နဲ့ပတ်သက်ပြီးပြန်လီဆင်ញင်သုံးသပ်ထားတာဖြစ်တယ်ပေါ့ဒီအလုပ်တွေဟာမအောင်မြင်တော့ပါဘူးအေးစေးစေးနန်းတော်ပြန်ပြီးတော့မိသားစုဘဝနဲ့နေမယ်ဆိုတဲ့အတွေးလုံးဝမရှိဘူးငါသွားနေတဲ့လမ်းကြောင်းဟာမှန်ကန်မှုရှိမယ်မတင်သေးဘူးနောက်ကျမ်းပြန်လှည့်မှာတော့မဟုတ်ဘူးတိယနုခောအညောမခောဘောရာယအတိညာဏ်ရဖို့အတွက်ဒီလမ်းကတော့မဟုတ်ဘူးတခြားလမ်းရှိနိုင်သေးတယ်လို့စိတ်ထဲမှာကြံတွေးတာနော်အဲ့ဒါအင်မတန်မှအတူယူစရာကောင်းတဲ့အချက်တစ်ခုပဲလောကလူတွေဟာတစုံတစ်ခုလုံးလို့အောင်မြင်မှုမရတော့ဘူးဆိုပြီးတော့စိတ်ပြက်ပြီးနောက်ဆုတ်သွားကြတယ်ကိုယ့်ရဲ့ရည်ရွယ်ချက်မအောင်မြင်လို့ရှိရင်ပြန်လီဆင်ញင်သုံးသပ်မှုကိုမလုပ်ဘဲနဲ့မဖြစ်ပါဘူးဆိုပြီးတော့လှုပ်လက်စအလုပ်တွေဆက်မလုပ်တော့ပဲရည်ရွယ်ချက်ကိုဆက်ပြီးတော့အကောင့်ထဲမဖော်တော့ပဲနဲ့နောက်ကျောင်းပြန်လှည့်သွားတာတွေပဲများတယ်ဖះလောင်းတော်ကတော့နောက်ကျောင်းပြန်လှည့်ဖို့လုံးဝမစင်စားဘူးဘလောက်ပဲဆင်းရဲကျင့်ကြံကြိုးကုပ်အားထုတ်လာတဲ့ဖြစ်ကျင့်ကြံကြိုးကုပ်အားထုတ်လာလို့ခံစားရတဲ့ဆင်းရဲဒုက္ခဟာသူ့စိတ်ကိုလွှမ်းမိုးမသွားနိုင်ပါဘူးစိတ်ကသာဒုက္ခကိုလွှမ်းမိုးထားတယ်အင်တမခိုင်မာတဲ့စိတ်ဓာတ်လို့ဒီလိုပြောခုခေတ်လိုပြောရဆိုရင်သိခေါင်းမာတယ်ပေါ့နော်နောက်ပြန်လဲဖို့မစင်စားဘူးခေါင်းမာတယ်သူစဉ်းစားတာဘာလဲလို့ဆိုရင်တိယနုခောအညောမက်ခောဘောရာယဒီလမ်းကတော့လမ်းဆုံးနေပြီငါလောက်ဒီတဲ့ပို့ပြီးတော့ပြင်းပြင်းထန်ထန်ကျင့်နိုင်မဲ့အခြေအနေမျိုးဟာမရှိနိုင်ဘူးသူဟာအမြင့်ဆုံးအဆင့်ရောက်နေပြီအဲ့ဒီတော့အသိဉာဏ်တစ်ခုရဖို့ရအတွက်တခြားနည်းလမ်းရှိနိုင်တယ်လို့စဉ်းကျင်စဉ်းစားတဲ့အခါမှာခေါင်းထဲမှာဘာပေါ်လာတော့ဆိုငယ်စဉ်တုန်းကထက်လေဝင်လေလေးကိုမှတ်ပြီးတော့တမာတိစွမ်းအားတွေတက်လာပြီးစိတ်နှလုံးအေးချမ်းမှုလေးကိုခံစားခဲ့ရတာလေသွားတတိယအဲ့လိုတတိယတဲ့အခါကျတော့ဧတေဝမေခောဘောဓာယအဲ့ဒီလမ်းကြောင်းကသာလေအသိဉာဏ်ရမယ်လမ်းကြောင်းဖြစ်နိုင်တယ်ဖြစ်ရမယ်လို့ဆိုပြီးတော့လမ်းကြောင်းပြောင်းတော့မယ်ကျင့်တာကိုလဲလျှော့တာမဟုတ်ဘူးအသိဉာဏ်ရဖို့လုပ်ငန်းစဉ်ကိုလဲလျှော့လိုက်တာမဟုတ်ဘူးဒီလမ်းကြောင်းမှန်ကန်တဲ့လမ်းကြောင်းဖြစ်နိုင်တယ်အဲ့ဒီလမ်းကပြောင်းပြီးတော့ရှေ့ဆက်ရှောက်မယ်လို့
အဲ့လိုစဉ်းစားလိုက်တဲ့အခါခန္ဓာကိုယ်ကကျမ်းမာရေးအနေထားအင်တန်မှချို့ယွင်းပြီးပိန်ချုံပြီးအားမရှိတဲ့အနေထားမျိုးရောက်သွားသည့်အတွက်ကြောင့်ခန္ဓာကိုယ်အင်အားတွေပြန်ပြီးတော့စုစည်းဖို့လိုအပ်လာတယ်။ဒါကြောင့်မို့အစာအာဟာရကိုနည်းနည်းတိုးပြီးတော့စားမှဖြစ်တော့မယ်လို့ဒီလမ်းကြောင်းကရှောက်မယ်ဆိုရင်အစာအာဟာရလိုအပ်တယ်ဆိုပြီးတော့အစာအာဟာရဆွမ်းခံပြီးတော့ဘုရားအလောင်းစတင်ပြီးတော့ဖုံးမေးလာတယ်။အဲ့လိုဖုံးမေးတဲ့အခါကျတော့အနိဗ္ဗာန်မှာစောင့်ကြည့်ပြီးဝေယဝိဇ္ဇပြုနေကြတဲ့ကုဋ္ဌညအမှုရှိတဲ့ပစ္စဝဂီတွေကစိတ်ထဲမှာအလိုမကျအောင်ပြင်းပြင်းထန်ထန်ကျင့်နှုံးကမှထူးခြားတဲ့အသိဉာဏ်တူကိုမရတာအခုတော့လက်လျှော့သွားပြီအစာပြန်စားနေပြန်ပြီအစာပြန်စားပြီးတော့ကမ္မထအလုတ်ကထွက်ခွာသွားပြီလို့အထွင်လွဲသွားတဲ့အခါမှာသူတို့ဟာစိတ်ပြက်သွားကြတယ်မျောလင်းချက်အာကိုတကြီးနဲ့ဘုရားအလောင်းအနီးမှာနေခဲ့ကြတော့လေနောက်ဆုံးမှာပင်ပင်ပန်းပန်းကျင့်တဲ့အကျင့်လမ်းဆုံးလို့အသိဉာဏ်မရတဲ့အခါမှာဘုရားအလောင်းကလမ်းစဉ်ပြောင်းလိုက်တဲ့အချိန်မှာပင်စဝဂီတွေကစိတ်ပြက်ပြီးတော့အနာနာမှာမနေတော့ဘူးဥရဝေလာတောကနေပြီးတော့18ယူဇနာကွာဝေးတဲ့ဗာရဏသီဘက်ထွက်သွားပြီးတော့ဣတိပတနာမှာသွားနေကြတယ်တဲ့ဆိုလိုတာကဘုရားနောက်ကနေလိုက်ပြီးတော့တရားဥနာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဘုရားလောင်နောက်ကလိုက်ပြီးတရားဥနာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့နောက်ကနေလိုက်လာကြတဲ့ပစ္စဝဂီတွေဟာသူတို့မျှော်လင့်ချက်နဲ့မျှော်လင့်ချက်ကုံဆုံးသွားသည့်အတွက်ကြောင့်ဘုရားအလောင်းတော်နာမှာမနေကြဘဲနဲ့စွန့်ခွာသွားကြတယ်လို့ဆိုတဲ့အထိပ္ပယ်အဲ့ဒီအချိန်မှာအလောင်းတော်လေးဟာကာယဝိဝေကလို့ခေါ်တယ်အဖော်ဘယ်သူမှမရှိဘူးသိကောင်းတယ်အဖော်မရှိဘူးဆိုရင်လက်စီထဲမှာလည်းဘယ်သူမှမမြင်ဘူးဘယ်သူစကားပြောတာမှလည်းမကြားရဘူးကိုတူးတယ်ဆိုတဲ့အတိဟာပို့ပြီးတော့စိတ်တည်ငြိမ်မှုကိုဖြစ်စေတယ်ကာယဝိဝေကလို့ခေါ်တယ်အဖော်မဲ့နေထိုင်ခြင်းသည်စိတ်တဝိဝေကလို့ဆိုတယ်စိတ်ရဲ့လွတ်လပ်မှုကိုဖြစ်ပေါ်စေတယ်ဟုတ်တယ်ခုခေတ်မှာလည်းတယောက်တည်းနေလို့ရှိရင်စိတ်ရဲ့လွတ်လပ်မှုရတာတော့မှန်တာပဲပေါ့သို့တော့ကောင်းတဲ့ကိစ္စမှာလွတ်လပ်မှုရရင်တော့ကောင်းတယ်အဖော်မရှိလို့တယောက်တည်းနေတဲ့အခါမှာတမန်ပုထုဇဉ်ပုဂ္ဂိုလ်ရဲ့စိတ်ကတော့ကိုယ်တယောက်တည်းဖြစ်ပြီးဆိုလို့ရှိရင်စိတ်ကလွတ်သွားတဲ့အခါကောင်းတဲ့အလုပ်လုပ်ရမယ့်အစားမကောင်းတဲ့အလုပ်လုပ်မိတတ်သေးတယ်ပေါ့ဒါလေးကိုသတိထားဖို့လိုအပ်တာမို့အဖော်မဲ့လို့တယောက်တည်းဆိုတဲ့အချိန်လေးဒီအတိလေးဝင်လာတဲ့အခါမှာအကျိုးရှိတဲ့အလုပ်ဘာလုပ်ရမလဲလို့စဉ်းစားသင့်တယ်ပေါ့အဲ့ဒါလို့စဉ်းမစင်ရင်ပဲနဲ့ငါတယောက်တည်းပဲဘယ်သူမှမမြင်ဘူးငါလှုပ်ချင်အောင်လှုပ်တော့မယ်ဆိုရင်မကောင်းတဲ့အလုပ်ဖြစ်သွားတော့မှာပဲအေးကာယဝိဝေကဆိုတဲ့အဖော်ကင်းကွာပြီးတော့နေတဲ့အချိန်မှာစိတ်တဝိဝေကလို့ဆိုတယ်စိတ်ထဲမှာမမှန်ကန်တဲ့ကာမဂုဏ်အာယုန်တွေနဲ့အတွေးတွေမတွေးပဲနဲ့ဓမ္မအတွေးနဲ့နေနိုင်အောင်ကြိုးစားကြအောင်ပါဒါကြောင့်ကာယဝိဝေကဖြစ်လာတဲ့အခါမှာဘုရားအလောင်းတော်လေးဟာစိတ်တဝိဝေကပိုရလာသည့်အတွက်ကြောင့်ခန္ဓာကိုယ်အင်အားဖြစ်တင်းပြီးတော့တရားဓမ္မတွေဆက်လက်ပြီးတော့နှလုံးသွင်းနဲ့ကျင့်ကြံကြိုးကိုအထုတ်တယ်တရားရှာတဲ့အချိန်ဟာလည်းပဲအင်တန်ကြာညောင်းလာပြီ9နှစ်ကျော်လို့6နှစ်ထဲရောက်လာတဲ့အချိန်မှာသူ့ရဲ့လမ်းကြောင်းကိုပြောင်းပြီးတော့ကျင့်တော့အတော်အသင့်အင်အားလေးဖြစ်ထွန်းလာတဲ့အချိန်မှာသဗ္ဗထကျင့်စဉ်ကိုကျင့်လိုက်တယ်။ဘာနဲ့ကျင့်တာတော့ငယ်ငယ်တုန်းကနှလုံးသွင်းခဲ့တဲ့
အာနာပါနတတိဘာဝနာဆိုတဲ့အကျင့်ကိုကျင့်ထွက်လေဝင်လေကိုမှတ်ပြီးတော့စိတ်တွေကိုစူးစီးတယ်သမာဓိစွမ်းအားတွေရလာအောင်ကြိုးစားအထောက်တယ်တတိစွမ်းအားသမာဓိစွမ်းအားတွေတက်လာတာနဲ့တပြိုင်နက်ပထမအဆင့်ဆိုတဲ့ဇံကိုရတယ်ပထမဇံရတဲ့အခါမှာအရင်တုန်းကတာမန်ပုဂ္ဂိုလ်တွေမသိဘူးတဲ့မခံစားဘူးတဲ့ပုရုဇဉ်ပုဂ္ဂိုလ်တွေနဲ့အလှမ်းကွာဝေးနေတဲ့ဝိဝေကသပိတိဒုက္ခလို့ခန္ဓာကိုယ်လွတ်လပ်တယ်လို့စိတ်ဓာတ်ကလွတ်လပ်ခြင်းကြောင့်ဖြစ်ပေါ်လာပိတိဒုက္ခလို့ဆိုတဲ့နှစ်ချိုက်မှုချမ်းသာမှုဆိုတဲ့အဲ့ဒါကိုခံစားလာရတယ်သို့တော့အဲ့ဒီဇာစားရလို့ဇန်ချမ်းသာရဲ့လွှမ်းမိုးချုပ်ကင်ခြင်းဆိုတာမဖြစ်ဘူးများသောအားဖြင့်ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာချမ်းသာတစ်ခုရလာပြီဆိုရင်အဲ့ဒီချမ်းသာရဲ့လွှမ်းမိုးမှုကိုခံလိုက်ကြရတယ်ခံလိုက်ရသည့်အတွက်ကြောင့်ချမ်းသာကိုတွေ့တာမှုဆိုတာတဏှာဝင်လာတတ်တယ်ဘုရားလောင်းကတော့ဟောဒီဇန်ချမ်းသာကလည်းဘုရားလောင်းရဲ့စိတ်ဓာတ်ကိုကုသိုလ်စိတ်ဓာတ်တွေကိုကုန်ခန်းသွားအောင်မလုပ်နိုင်ဘူးကုန်ခန်းသွားတယ်ဆိုတာအေးငါတမာရီတွေသိကောင်းတာပဲဒီလိုချမ်းသာမျိုးငါတစ်ခါမှမခံစားဘူးကောင်းလိုက်တာဒီချမ်းသာမျိုးငါခံစားနိုင်အောင်ကြိုးစားမယ်ကြံတဲ့လူတွေဒီချမ်းသာမခံစားရဘူးလို့ဆိုတဲ့အတွေးတွေဝင်လာပြီဆိုရင်လောဘတွေမာနတွေတက်လာတာဒါစိတ်ကိုလွှမ်းမိုးခံရရတယ်လို့ဒီလိုဆိုလိုတာပဲအေးတာမန်တရားစခန်းလေးဝင်လို့တမာတိကောင်းလာရင်တောင်းပါပဲငါလိုတမာတိကောင်းတဲ့လူတခြားပုဂ္ဂိုလ်တွေငါလောက်တမာတိမကောင်းကြဘူးငါလောက်မထိုင်နိုင်ကြဘူးလို့ဆိုပြီးတော့ငါဟာဟုတ်လာပြီတရားဥတရားမြတ်ရလာပြီဆိုတဲ့အတွေးတွေဝင်လာတတ်တယ်ပေါ့အဲ့ဒါဟာစိတ်ကိုလွှမ်းမိုးခံရခြင်းတစ်ခုပဲပေါ့ဘုရားအလောင်းလေးမှာအဲ့ဒီလိုတောင်လွှမ်းမိုးမခံရဘူးဒုက္ခဝေဒနာလို့ဆိုတဲ့ချမ်းသာကိုဒါချမ်းသာတယ်လို့သိတဲ့အဆင့်ပဲရှိတယ်ဒီချမ်းသာပေါ်မှာမမောတယ်တွေ့တာတယ်ချမ်းသာကိုအကြောင်းပြုပြီးတော့မာနတက်တယ်ဆိုတာဖြစ်မလားရှင်းဆက်ပြီးတော့တမာတိစွမ်းအားကိုမြင့်လိုက်တဲ့အခါတမာတိစပိတိဒုက္ခတဲ့တမာတိဖြစ်ခြင်းကြောင့်ရလာတဲ့ပိတိဒုက္ခတိုးမြင့်ခံစားရပြန်တယ်အဲ့ဒီချမ်းသာကတရားလောင်းရဲ့စိတ်ဓာတ်ကိုလွှမ်းမိုးပြီးတော့မသွားနိုင်ဘူးတဲ့အဲ့ဒီကနေပြီးတော့ဆက်ပြီးတော့တမာတိစွမ်းအားကိုမြင့်လိုက်တဲ့အခါကျတော့နိဗ္ဗိတိကဒုက္ခတဲ့ပိတိမပါတဲ့ချမ်းသာပိတိကင်းမဲ့တဲ့ချမ်းသာမျိုးပိတိမပါသည့်အတွက်ကြောင့်ချမ်းသာဒုက္ခဟာတည်ငြိမ်တဲ့ချမ်းသာဒုက္ခမျိုးဖြစ်လာအဲ့ဒီချမ်းသာဒုက္ခခံစားရတဲ့အခါမှာလည်းပဲချမ်းသာဒုက္ခကသူ့ရဲ့စိတ်ဓာတ်ကိုလွှမ်းမိုးမသွားဘူးတဲ့ဒါနဲ့ရှင်းဆက်ပြီးတော့ကျင့်တယ်လွှမ်းမိုးခံရတယ်ဆိုရင်ဒီချမ်းသာလေးပေါ်မှာပဲတွေ့တာနေမှာပေါ့အဲ့ဒီလိုတွေ့တာသွားပြီဆိုရင်ဒုက္ခကလူကိုလွှမ်းမိုးတယ်လို့ခေါ်တယ်ဖះလောင်းကိုတော့မလွှမ်းမိုးနိုင်ဘူးမလွှမ်းမိုးနိုင်တဲ့အတွက်ကြောင့်ဒီဒုက္ခကိုစွန့်ပယ်ပြီးတော့ရှစ်ဆက်သွားတယ်နောက်ဆုံးဥပိ္ပခာဒုက္ခလို့ခေါ်တယ်တမာတိစွမ်းအားတွေမြင်မာလာသည့်အတွက်ကြောင့်အနှောက်အယှက်ကင်းတဲ့ဒီငြိမ်သက်အေးချမ်းတဲ့ဥပိ္ပခာဒုက္ခဆိုတာကိုခံစားရပြန်တယ်ပေါ့အဲ့ဒါစတုထဇံချမ်းသာကိုခံစားရခြင်းပဲဖြစ်တယ်ဒီချမ်းသာကလည်းဘုရားလောင်းရဲ့စိတ်ဓာတ်ကိုလွှမ်းမိုးချုပ်ကင်နိုင်ခြင်းမရှိဘူးတဲ့ဟောချမ်းသာအစဉ်စဉ်ခံစားရပြီမဲ့လို့ဒီချမ်းသာတွေရဲ့လွှမ်းမိုးမှုမခံရဘူးအဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုသုံးတယ်လဲဆိုရင်ဥပ္ပန္နာပိဒုက္ခဝေဒနာဥပ္ပန္နာပိဒုက္ခဝေဒနာနစိတ်တံပရိယာထာယဒိဋ္ဌတိငါစိတ်ကိုလွှမ်းမိုးပြီးတော့မတည်ပါဘူးတဲ့အဲ့ဒီချမ်းသာဟာစိတ်ကိုလွှမ်းမိုးချုပ်ကင်ထားခြင်းမရှိဘူးလို့ဆိုလို့
အဲ့ဒီလိုဇန်ချမ်းသာအစစ်စစ်အာနာပါနတတိအာနာပါနအာယုံကိုအခြေခံပြီးတော့ကျင့်လိုက်တာဇန်၄ဆင့်ထိအောင်တမာတိစွမ်းအားတွေဟာမြင့်ပြီးတော့သွားလိုက်တယ်ဒီနေရာမှာစဉ်းစားစရာတစ်ခုရှိတယ်အာလာရကာလမစီနီးခံပြီးတော့ကျင့်တော့ကရောဒီဇန်တွေမရခဲ့ဘူးလားဥဒကရမပုဒ္ဒစီမှာနီးခံပြီးကျင့်တော့ကလည်းဒီဇန်တွေရခဲ့ဘူးတာပဲသို့တော့ဥတည်ချက်ချင်းမတူဘူးလို့ဒီလိုပြောအာလာရကာလမတို့ရဲ့ဥတည်ချက်ကဘယ်တော့ဆိုရင်ဘာမှမရှိတာကိုအာယုံပြုတ်ပြီးဘာမှမရှိဘူးလို့ဆိုတာနတ္ထိဘောပညာဆိုတာအရူပပထမဇန်ဆိုတဲ့စိတ်လေးဟာလုံးဝလက်ချံမရှိအောင်ပျောက်ကွယ်သွားပြီဆိုတဲ့မရှိမှုကိုအာယုံပြုတ်ပြီးတော့ရတဲ့အာဂိစဉ္ညာယရဏဇံသို့မဟုတ်ရုပ်တရားတွေကိုလုံးဝဖယ်ရှားပစ်ပြီးတော့စိတ်တတ်မှတ်ဖြစ်ပေါ်တဲ့ဘုံဘဝဆိုတဲ့ဥတည်ချက်နဲ့အထုတ်တာအဲ့ဒီဥတည်ချက်နဲ့သွားတာနောက်ဆုံးပြောရမယ်ဆိုရင်ဗြဟ္မပြေမှာနေသထာဝရနေဖို့ဆိုတဲ့ဥတည်ချက်နဲ့သွားတာအဲ့တော့အဲ့ဒီဥတည်ချက်နဲ့သွားသည့်အတွက်ကြောင့်ရည်ရွယ်ချက်ချင်းပန်းတိုင်ထားခြင်းဟာမတူဘူးလို့ဒီလိုပြောရဥဒကရမဗုဒ္ဓစီအာထုတ်တော့လည်းပဲဘဝက်လို့ဆိုတဲ့ဘုံအားဖြင့်ဘဝက်က32ဘုံရဲ့ထိပ်ဖြားမှာရှိတဲ့နေဝတင်ညာနာတင်ညာရဏဘုံရုပ်မဲ့တဲ့ဘဝနံတတ္တဖြစ်တဲ့ဘဝဒါဟာနေသထာဝရဘုံဘဝကြီးပဲလို့အယူဆနဲ့နေဝတင်ညာနာတင်ညာရဏဘုံကိုဥတည်ပြီးတော့ကျင့်တဲ့အကျင့်တန်တရားထဲမှာဥတည်ပြီးတော့ကျင့်တဲ့အကျင့်တွေဖြစ်လို့ရည်ရွယ်ချက်ပန်းနိုင်ထားပုံကြီးမတူဘူးလို့အာနာပါနတတိကိုအခြေခံပြီးတော့ရလာတဲ့ပထမဇန်ဒုတိယဇန်တတိယဇန်ဆိုတာတဘာဝစွမ်းအားတွေကိုမိမောင်းထိုးပြနိုင်တဲ့တမာတိကိုခြေခံလိုက်တာအခြေခံလိုက်ပြီးတော့ဒီတမာတိစွမ်းအားတွေနဲ့အလောင်းတော်လေးဟာစတုဒ္ဓဇန်လို့ဆိုတဲ့တမာတိအရှိန်မြင့်လိုက်တဲ့အခါအဲ့ဒီတမာတိရဲ့အကျိုးကျေးဇူးလို့ရက်လက်လို့ခေါ်ရတဲ့အဘိညာဉ်ဆိုတာကိုရလာဒါမို့တမာတိဘာဝနာရဲ့ရက်လက်ဟာဘာလဲလို့ဆိုရင်အဘိညာဉ်ပဲသူထူးခြားတဲ့အသိဉာဏ်တစ်မျိုးရတမာတိစွမ်းအားနဲ့မိမိဘဝနောက်ကျောင်းကိုပြန်ကြည့်နိုင်တဲ့ပုဗ္ဗေနိဝါဒနုတ္တိအဘိညာဉ်ဆိုတာကိုရလာအတိတ်ဘဝတွေကိုသိနိုင်တဲ့အနေအထားမျိုးတစ်ခုဖြစ်လာတယ်နောက်ဆုံးမှာဒီဘုရားလောင်းတော်လေးတရားကျင့်တဲ့အခါစတုထဇံအကျဉ်းကြီးရလို့အဘိညာဉ်တွေရလာတဲ့အခါပုဗ္ဗေနိဝါဒနုတ္တိလို့ခေါ်တယ်အတိတ်ဘဝကိုပြန်သိနိုင်တဲ့အဘိညာဉ်ကိုရသွားတယ်အဲ့ဒီကနေတိုးမြင့်ပြီးတော့ကျင့်လိုက်တဲ့အခါကျတော့ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့တရားတွေအမတန်ဝေးလံတဲ့အရာမှရှိတဲ့တရားတွေဘဝတစ်ခုစွန့်လွတ်နေတဲ့တရားတွေဘဝတစ်ခုရယူနေတဲ့တရားတွေကံအားလျော်စွာဘုံဘဝတွေမှာတဘဝကနေတဘဝတည်လိုက်ကြမွေးလိုက်ကြဆိုတဲ့တရားတွေအလုံးကိုတမာတိစွမ်းအားနဲ့ခြုံပြီးတော့ကြည့်နိုင်တဲ့ဒိဗ္ဗစက္ခုဘိညာဉ်ဆိုတာရလာဗျာဟောအဲ့ဒါလို့ပုဗ္ဗေနိဝါဒနုတ္တိဘိညာဉ်ဒိဗ္ဗစက္ခုဘိညာဉ်ဒါဖြင့်ဒီဘိညာဉ်တွေရင်ရတယ်လို့တော့မအောင်မိတ်လိမ့်နဲ့ဖះအလောင်းတော်ဟာတမာတိစွမ်းအားနဲ့တခြားအဘိညာဉ်တွေလည်းရတယ်လို့ပဲဒီလိုမှတ်သားကြရအောင်အဲ့ဒီကနေပြီးနောက်ဆုံးအဆင့်ရောက်တဲ့အခါကျတော့တမာတိကိုအခြေခံပြီးတော့
သဘာဝတရားတွေကိုဥလဲ့တယ်သဘာဝတရားတွေကိုဥလဲ့တယ်ဆိုတာတမာတိရဲ့တမာတိနဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့နံတရားတွေရဲ့အဲ့ဒီဘက်ကိုဥလဲ့ပြီးတော့ဆင်ញင်သုံးသပ်ကြည့်လိုက်တဲ့အခါတမာတိဆိုတဲ့တရားကလည်းဖြစ်ပြီးရင်ပြတ်သွားတာပဲတမာတိနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့နံတရားအလုံးတွေဟာလည်းဖြစ်ပြီးရင်ပြတ်သွားတာပဲအဲ့ဒီတရားတွေကိုငါလို့ခေါ်เสียရလည်းမရှိဘူးငါဟာလို့ပြောเสียရလည်းမရှိဘူးအာနာပါနအာယုံကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့နံတရားတသက်မြလာဖြစ်တယ်လို့ဒီအတိလေးရလာအဲ့ဒီနံတရားတသက်မြလာဖြစ်တယ်ဒီအတိတွေဟာစိတ်ရဲ့တရားအခြေခံရုပ်ကိုအမိပြုပြီးတော့ဖြစ်လာကြတာလို့ဟောအခြေခံရုပ်ကိုလည်းတွေ့ရှိတယ်ဖြစ်ပေါ်လာတဲ့နံတရားတွေကိုလည်းဆင်ញင်သုံးသပ်လာနိုင်တယ်ဆင်ញင်သုံးသပ်လာနိုင်တဲ့အခါရုပ်နဲ့နံတရားဆိုတာမရှိဘူးငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးဇီဝဆိုတာမရှိဘူးခိုင်မြဲတယ်ဆိုတာတခုမှမရှိဘူးလို့ဟောဒီဝိပဿနာဉာဏ်အခြေခံရောက်လာဝင်လာတယ်အဲ့ဒီကနေဆက်ပြီးတော့ဒီတမာရီစွမ်းအားတွေဘာကြောင့်ဖြစ်တယ်တမာရီနဲ့ရှင်တွဲလာတဲ့နံတရားတွေဟာဘာကြောင့်ဖြစ်ရတယ်လဲဆိုတဲ့ဆံရအကြောင်းတွဲဖက်ပြီးသိလာတဲ့ပစ္စယပရိက္ခဉာဏ်ဆိုတာလည်းရလာတယ်ဒီဉာဏ်တစ်ခုရလာပြီးတဲ့အခါမှာဒီသဘာဝတရားတွေရဲ့တာမင်ညလက္ခဏာလို့ခေါ်တယ်မမြဲတဲ့သဘောမမြဲခြင်းကြောင့်စိတ်ပြည့်စရာကောင်းတဲ့ဒုက္ခသဘောစိတ်ပြည့်စရာကောင်းနေတဲ့အရာတစ်ခုကြီးဟာကိုယ်ဆန္ဒအတိုင်းဘာတစ်ခုမှမဖြစ်နိုင်ဘူးလို့ဆိုတဲ့အနတ္တသဘောဒီသဘောတွေနဲ့သုံးသပ်ရှုမြင်လာတဲ့အခါမှာဝိပဿနာဉာဏ်အဆင့်ဆင့်တက်သွားတယ်တက်သွားပြီးတော့နောက်ဆုံးမှာအာတဝက္ခယလို့ခေါ်တယ်ကာမတဝဘဝတဝဒိဋ္ဌာတဝအဝိဇ္ဇာတဝလို့တရားတွေရဲ့တဏ္ဍာမှာနှစ်ပေါင်းရှိကြစွာစိန်ရည်များလို့ပဲတဏှာကနေပြီးတော့နှစ်ပေါင်းရှိကြစွာဖြစ်ပြီးတရားတွေမေ့လျော့နေအောင်ရည်မူးနေအောင်ဖန်တီးထားတဲ့တရားတွေရဲ့တဏ္ဍာမှာမပြတ်စည်းဝင်တတ်တဲ့ဒီတရားစိုးတွေဖယ်ရှားပြစ်နိုင်နောက်ဆုံးမှလုံးဝရှင်းပြနိုင်တဲ့အာတဝက္ခယဉာဏ်လို့ဆိုတာကိုရရှိသွားတယ်ရတဲ့အခါမှာပထမသောတပတ္တိမက်ကိုရတယ်ပြီးတော့မှသောတပတ္တိဖို့သဂရဂါမိမက်သဂရဂါမိဖို့အနာဂါမိမက်အနာဂါမိဖို့အရတ္တမက်အရတ္တဖို့ဆိုတာရသွားတယ်အစဉ်တိုင်းရကြော်ပြီးတော့ရတာမဟုတ်ဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ဒီအလောင်းတော်ဟာသောတပန်သဂရဂံအနာဂံဖြစ်ပြီးတော့မှအာတဝက္ခယဉာဏ်လို့ဆိုတဲ့ဒီအရတ္တမေအရတ္တဖို့ရတာတဲ့စတုမက္ခပฏิပန္တိယမလေးပါအစဉ်တိုင်းဖြစ်တယ်အဲ့ဒါကိုထင်မှတ်တယ်ဘုရားဟာသောတပန်မဖြစ်ဘူးသဂရဂံမဖြစ်ဘူးအနာဂံမဖြစ်ဘဲနဲ့ဘုရားတန်းဖြစ်တယ်လို့ဒီလိုထင်တယ်မဟုတ်ဘူးမလေးပါဆိုတာကြော်သွားလို့မရဘူးเนาะစင်စက်မပြတ်တမာရီစွမ်းအားဉာဏ်စွမ်းအားတွေနဲ့သောတပတ္တိမေသောတပတ္တိဖို့ဖြစ်ပြီးတဲ့နောက်မှာဝိပဿနာစွမ်းအားမြင့်လို့သဂရဂါမိမြတ်သဂရဂါမိဖို့ဖြစ်တယ်ဝိပဿနာစွမ်းအားထပ်မြင့်တဲ့အခါမှာအနာဂါမိမေအနာဂါမိဖို့ဖြစ်တယ်ဝိပဿနာစွမ်းအားကိုအမြင့်ဆုံးထိအောင်တင်လိုက်တဲ့အခါမှာအရတ္တမေအရတ္တဖို့ဆိုတာအာတဝက္ခယဉာဏ်ကိုရအဲ့ဒီအချိန်မှာပါရမီဖြည့်စဉ်ကာလကစပြီးတော့နောက်ဆုံးမျှော်လင့်ထားတဲ့ဘုဒ္ဓသစ္စာလေးပါးကိုငါသိအောင်လုပ်မယ်ဆိုတဲ့ရှိမှန်းချက်ကြီးဟာပြည့်စုံအောင်မြင်ပြီးတော့သွားတယ်ဘုရားဖြစ်သွားတယ်လို့ဒီလိုပြောတာเนาะအဲ့တော့ဘုရားဖြစ်သူရောက်သွားတဲ့အခါမသိဘူးလားဆိုသိဘာတွေရတယ်ဆိုတာရှင်းရှင်းလင်းလင်းသိသွားတယ်
အားလုံးသိကြတဲ့အတိုင်းပဲကဆုံလာပြီနေ့ညအာယုတက်ခဏီအချိန်မှာအာယုတက်တည်နဲ့တပြိုင်နဲ့ရတ္တမေရတ္တဖို့ကိုရပြီးရတ္တမေရတ္တဖို့ရဲ့အခြားမဲမှာတပ္ပယုတဉာဏ်ကြီးပါတွဲဖက်ပါလာပြီးသုံးလောကထွတ်ထားဖရာဖြစ်သူရောက်ရှိတယ်အဲတော့ဖရာဖြစ်ဖို့ဆိုတာပါရမီဖြည့်တုံးကလည်းပဲအမတန်မှပင်ပင်ပန်းပန်းဖြစ်ရတယ်တရားရှာတဲ့အခါမှာလည်းပဲပင်ပင်ပန်းပန်းရှာဖွေရတယ်ပင်ပင်ပန်းပန်းခက်ခက်ခဲခဲကြင်ကြံကြုတ်ကုတ်အထုံးမှာဒီထူးခြားတဲ့အသိဉာဏ်ကြီးတစ်ခုရရှိလာတယ်ဒါကြောင့်မို့ဖျားဖြစ်လာတဲ့အခါမှာကိစ္ဆေနမေအဓိကတံဆိုတဲ့စကားလုံးကိုသုံးတာငါပင်ပင်ပန်းပန်းရှာဖွေပြီးမှရလာတဲ့ဟာလွယ်လွယ်လေးနဲ့ရတာမဟုတ်ဘူးအမှန်မှကျိုးပန်းအထုတ်လို့ရလာတဲ့အရာဖြစ်တယ်ဟောအဲ့ဒီလိုဖျားဖြစ်သူရောက်သွားတဲ့အခါမှာ49ရက်တာရရှိထားတဲ့အရတ္တဖို့ချမ်းသာကိုတဏှာတဏှာမှာ9ရက်စီ9ရက်စီတတ္တဌာန9ဌာနမှာတရင်သုံးနေထိုင်ပြီးတော့ထိုချိန်မှာဒီအစာအာဟာရသုံးဆောင်ခြင်းမရှိပဲနဲ့ဖျားရသော်ဖျားဟာဒီဖလားသမဘတ်ချမ်းသာကိုခံစားပြီးတော့49ရက်အချိန်ကိုကုန်လွန်စေခဲ့တယ်တဲ့နောက်ဆုံး49ရက်မြောက်ပြီးတော့အစာအာဟာရပြန်ပြီးဖုံးပေးပြီးတဲ့နောက်အစပါလာညောင်းမဲ့အောက်မှာထိုင်ရင်ဘာတွေစဉ်းစားမိတော့ဆိုတရားကိုပြန်ပြီးတော့ဆင်ခြင်သုံးသပ်တာအဓိကတောခောမြာယံဓမ္မောငါသိတယ်ငါဟာတရားသူတရားမြတ်ကိုသိတယ်အဲဒီငါသိတဲ့တရားဟာအဓိကတောခောမြာယံဓမ္မောဂံဘီရောအင်ဓမ္မနဲ့တယ်ဆိုတာတာမញ្ញံနဲ့လက်လမ်းမမီနိုင်ဘူးတဲ့ဆိုလိုတာပေါ့ဂံဘီရအလွန်နဲ့တယ်ဒုဒတောနဲ့သည့်အတွက်ကြောင့်တာမန်အသိဉာဏ်နဲ့မမြင်နိုင်ဘူးဒုရနုဘောတော့မသိနိုင်ဘူးထိုးဖောက်ပြီးတော့မြင်နိုင်စွာမရှိဘူးတန်တော်တရားကအမြဲတမ်းငြိမ်သက်တယ်ပဏိတအလွန်ပဲမွန်မြတ်တယ်အတ္တကဝါစရောတွေးတောကြံစီခြင်းဖြင့်ဒီတရားဓမ္မကိုနားလည်ဖို့မဖြစ်နိုင်ဘူးတနည်းအားဖြင့်ကြိုးကြောင်းဆင်ခြင်တဲ့ logic နည်းနဲ့ဒီတရားဆိုတာသိနိုင်တာမဟုတ်ဘူးဒီလိုဆိုလိုတယ်ပေါ့နိပုဏသိပြီးတော့သိမ်မွေလွန်းတယ်ပန္တိတဝေရဏိယတကယ်ပညာရှင်တွေမှသိနိုင်တယ်ဟောမြတ်စွာဘုရားသူသိခဲ့တဲ့သစ္စာ၄ပါးတရားနဲ့ပတ်သက်ပြီးတော့ငါသိတဲ့တရားဟာအလုံးကိုလေးနှစ်တဲ့တရားလုံးကိုမြင်ဖို့ခက်တဲ့တရားပညာရှိတဲ့ပုဂ္ဂိုလ်မှသာသိနိုင်တဲ့တရားဒါကိုစဉ်းစားတဲ့အခါမှာအဲ့ဒီတရားတွေထဲမှာအဓိကအချက်နှစ်ချက်ကဘာတော့ဆိုရင်ပဋိစ္စသမုပ္ပါဒ်နဲ့နိဗ္ဗာန်ပဲပဋိစ္စသမုပ္ပါဒ်ဆိုတာအကြောင်းတရားကြောင့်အကျိုးဖြစ်နေတယ်ဆိုတဲ့သင်္ခါရတရားတွေရဲ့သဘာဝသင်္ခါရတရားတွေရဲ့သဘာဝကိုသိဖို့ဆိုတာအင်တမခဲနေဒါကြောင့်ဒါဖြစ်နေတယ်ဆိုတာဒါရှိနေလို့ဒါရှိနေရတယ်ဆိုတာသိဖို့အင်တမခဲနေဒါကြောင့်မို့တရားဓမ္မရဲ့နည်းနည်းမှုကိုဆင်ခြင်သုံးသပ်တဲ့အခါမှာဒုဋ္ဌတံဣဒံထာဟောဒီပဋိစ္စသမုပ္ပါဒ်ဆိုတာသိဖို့အင်တမနားလည်ဖို့ခက်တယ်နားလည်ဖို့အင်တမခက်တယ်အကြောင်းရှိနေသမျှအကျိုးတရားတွေကိုထုတ်လုပ်နေဥမှာပဲအကျိုးတရားတွေဟာဖြစ်ပေါ်နေဥမှာပဲဆိုတဲ့ဒီပရိစ္ဆသမုပ္ပါဒ်ကိုသိဖို့
အင်တမခရင်တယ်နောက်တစ်ခုကနိဗ္ဗာန်ဆိုတဲ့အသင်္ကတဓာတ်နိဗ္ဗာန်ဆိုတဲ့အသင်္ကတဓာတ်သဗ္ဗသင်္ခါရသမထသင်္ခါရတရားတွေအလုံးငြိမ်းသွားတယ်အကြောင်းကြောင့်ဖြစ်ပေါ်နေတဲ့အကျိုးတွေအကြောင်းနဲ့အကျိုးပူးပေါင်းထုတ်နေတဲ့အကြောင်းကြောင့်အကြောင်းကထုတ်လို့ဖြစ်ပေါ်နေတဲ့အကျိုးတရားတွေသင်္ခါရဆိုတဲ့သဘာဝတရားတွေဟာလုံးဝငြိမ်းသွားတယ်အဲ့ဒီငြိမ်းသွားတဲ့နိဗ္ဗာန်ဆိုတာကိုလေသရဝါတွေသိမြင်ဖို့သဘောပေါက်ဖို့အမှန်တမ်းခက်တယ်ရသော်ဗျာသိတဲ့ထဲမှာကြည့်ဒီတရားနှစ်ခုသိဖို့အလွန်ခက်တယ်တရားရဲ့လေးနက်မှုကိုစဉ်းစားပြီးတော့သရဝါတွေရဲ့အခြေအနေကိုအာယုံစိုက်လိုက်တဲ့အခါမှာသရဝါတွေကိုကြည့်လိုက်မယ်ဆိုရင်သရဝါတွေဟာနေ့စဉ်နဲ့အမျှလူသားတွေကြည့်ဘယ်သရဝါတွေပဲကြည့်ဘာတွေရှားနေကြတုံးဘယ်ထဲမှာပြောနေကြတုံးဆိုမျက်စိနဲ့မြင်ရတဲ့အာယုန်တွေရှားနေကြတယ်နားနဲ့ကြားရတဲ့အသံတွေကိုရှားနေကြတယ်နှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့တွေလျှာနဲ့လဲရတဲ့အရသာတွေခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့အာယုန်ဆိုတာတွေရှားနေတာအဲ့တော့ဆိုလိုတာကကာမဂုဏ်အာယုန်တွေကိုပဲရှားနေကြတယ်ဟုတ်မို့ကိုစဉ်းစားကြည့်ပါလူတွေကတော့ပြောလိုက်မယ်ကာမဂုဏ်အာယုန်ရှားတာမဟုတ်ပါဘူးစာဝတ်နေရေးအတွက်ပတ်စံရှားနေတာပါလို့ပြောမှာပဲเนาะနာမည်မျိုးမျိုးနဲ့ပြောရင်တော့ငွေရှားတယ်အလုပ်ရှားတယ်အဲ့ဒီငွေတို့အလုပ်တို့ဆိုတာဘာတွေတုံးလို့ဆိုတော့ကာမဂုဏ်အာယုန်နဲ့လွတ်တာရှိမှမရှိတာဟုတ်ဒါကြောင့်မို့လို့စိတ်နှလုံးကဘယ်ဘက်ကိုဥလဲနေတော့ဆိုမျက်စိနဲ့မြင်ရတဲ့အာယုန်နားနဲ့ကြားရတဲ့အာယုန်နှာခေါင်းနဲ့နမ်းရှူရတဲ့အာယုန်လျှာနဲ့လဲရတဲ့အာယုန်ခန္ဓာကိုယ်နဲ့ထိတွေ့ရတယ်ကာယနဲ့ထိတွေ့ရတယ်အာယုန်အဲ့ဒီနှစ်ချိုက်เสียကောင်းတဲ့ကာမဂုဏ်အာယုန်တွေကိုသာရှားနေကြတယ်အဲ့ဓာတွေနဲ့ပဲပျော်မွေ့နေတယ်ဟောကာမဂုဏ်အာယုန်လွတ်ကင်းတဲ့ချမ်းသာဒုက္ခဆိုတာအိမ်မက်ထဲတောင်မမက်ဘူးတဲ့တရားဝါတွေအနေထားကြည့်လိုက်မယ်အဲ့တော့တရားဓမ္မရဲ့လေးနက်မှုတရားဝါတွေရဲ့စိတ်ပြည့်เสียကောင်းလောက်အောင်ကာမဂုဏ်အာယုန်တွေထဲမှာစိတ်တွေနစ်မွန်းနေမှုအဲ့ဒီအခြေအနေနှစ်ခုကိုပေါင်းစပ်ကြည့်လိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့စိတ်တော်ဟာဘာဖြစ်သွားတော့ဒီတရားတွေဟောလို့တော့သိမယ်မထင်ပါဘူးလို့ဒါကသဘာဝပဲအလန်းသိပ်ကွာနေတဲ့အခါမှာအလန်းသိပ်ကွာနေလွန်းတဲ့အခါမှာတရားနာမဲ့ပုဂ္ဂိုလ်ရဲ့အနေထားကအလွန်နှိမ့်ကြပြီတရားကအလွန်မြင့်နေတယ်ငါပြောလဲနားလဲမှာမဟုတ်ပါဘူးဆိုတဲ့ဒီနှစ်ခုရှင်ဆက်ကြည့်လိုက်မယ်ဆိုရင်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီအတွေးပဲဝင်မှာပဲဒါသဘာဝပဲတချို့ကဒီနေရာမှာစောရကတက်တယ်ပါရမီဖြည့်လာကုန်ကြတဲ့ကိုကတတဝါတွေတရားဟောဖို့ဖြည့်လာတာမဟုတ်လားတဲ့ဘာဖြစ်လို့အခုလို့တရားဟောဖို့စိတ်ပြည့်ရတဲ့စကားမျိုးပြောရတယ်လေလို့ဆိုတော့ဒါစဉ်းစားလိုက်တဲ့အခါမှာဒီလိုအခြေအနေမျိုးဖြစ်နေတာဟုတ်ဒီလိုအခြေအနေမျိုးဖြစ်ရင်ဒီအတွေးပဲဝင်မှာပဲအဲ့တော့ဘုရားဟာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတရားရဲ့လေးနက်မှုနဲ့တရားဝါရီရဲ့စိတ်ပြည့်ဖွယ်ကောင်းလောက်အောင်ကာမဂုဏ်အာယုန်တွေထဲမှာနစ်မွန်းနေမှုဒီနှစ်ခုပေါင်းစပ်လို့မရနိုင်လောက်အောင်အခြေအနေမြင်လို့တရားဟောလေနားလည်ကြမှာမဟုတ်ပါဘူးလို့ဆိုတဲ့အတွေးလေးဖြစ်တာပါအဲ့ဒီဖြစ်တဲ့အချိန်မှာမြတ်စွာဘုရားရဲ့အခြေအနေကိုအမြဲတမ်းစက္ကန့်မလတ်မိနစ်မလတ်စောင့်ကြည့်နေတဲ့တဟန်ပတိပြမကြီးကနော်တဟန်ပတိပြမကြီးကစိတ်ထဲမှာစိတ်ပြည့်ဖွယ်ကောင်းတဲ့အခြေအနေမျိုးကြီးဖြစ်မှာလို့စိုးရိမ်တကြီးနဲ့ဆင်းလာပြီးတော့မြတ်စွာဘုရားကိုတရားဟောဖို့ဆိုတာတောင်းပန်တယ်ပေါ့တ
တကယ်ကတော့မြတ်စွာဘုရားကတရားဝါတွေထဲမှာတရားသိမဲ့ပုဂ္ဂိုလ်ရှိမရှိဆိုတာကြည့်ကိုမကြည့်သေးဘူးမြတ်စွာဘုရားစဉ်းစားနေတာကတရားဓမ္မအနေထားနဲ့တရားဝါအများစုရဲ့အနေထားဒီနှစ်ခုပဲနှိုင်းယှဉ်ကြည့်နေတာဟုတ်အဲ့ဒီဘာသာအဋ္ဌိဖြစ်မှာကြီးကလာပြီးတော့တောင်းပန်လိုက်တယ်တောင်းပန်တယ်ဆိုတဲ့နေရာမှာထိုတို့တုတ်တန်နေမှာခုပါတရာတိတုတ်လို့လည်းခေါ်တယ်အရိယပရိယေသနတုတ်လို့လည်းခေါ်တယ်အဲ့ဒီတုတ်တန်နေမှာဗြဟ္မာကြီးကတရားဟောဖို့တောင်းပန်တာဆိုတာတစ်ချိန်ပဲပါတယ်ဝိနည်း၅ချမ်းထဲမှာပါတဲ့မဟာဝက်ကပါဠိမှာကြတော့၃ချိန်တောင်းပန်တယ်လို့ဆိုတာအဲ့တော့ဘယ်ဟာကပူတဘာဝကြမလဲလို့စဉ်းစားမိတာကတော့နော်အကြောင်းတွေတော့ရှိကြတာပေါ့လေစဉ်းစားမိတာတော့တစ်ချိန်နဲ့တောင်းပန်တယ်ဆိုတာကတော့ပူတဘာဝကြတယ်လို့ယူဆတယ်ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားကတရားဟောလို့ဖြစ်မဲ့မထင်အချိန်ပိုင်းလေးကအမတမတူတောင်းတဲ့အချိန်လေးလို့အဲ့ဒီအချိန်လေးမှာအာဟမတိပြမကနေတောင်းပန်တာကိုမြတ်စွာဘုရားကိုယ်တိုင်ကမသိတာမှမဟုတ်တာကိုအဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကတာမတိပြမကြီးကိုပြောပြလိုက်တယ်ကိစ္ဆေနမေအဓိကတံဟလန္တာလိပကာတိတုရာဂဒေါသပရိတေဟိနာယံဓမ္မောတုတံဘုရောငါပင်ပင်ပန်းပန်းသိထားတဲ့တရားဟောလို့တော့ဖြစ်နိုင်မယ်မထင်ဘူးတရားဝါတွေဟာရာဂတွေဒေါသတွေလွှမ်းမိုးနေတယ်အဲ့ဒီလွှမ်းမိုးနေတဲ့တရားဝါတွေဟာဒီတရားကိုသိဖို့မတမခရင်လိမ့်မယ်ဒါကြောင့်မို့ဟောမယ်ဆိုရင်ငါပင်ပန်းရုံပဲရှိမယ်လို့ဒီအတွေးကိုမြတ်စွာဘုရားကပြောပြီးတာမဏိပြမကြီးတောင်းပန်တာရဲ့ကိုရောမြတ်ကိုယ်တိုင်ကဒီလိုနှိမ့်ချနေတဲ့တတ္တဝါတွေရဲ့အကျိုးလိုလားတဲ့ကရုဏာတရားထားတာရဲ့ဒီနှစ်ခုနဲ့တတ္တဝါတွေကိုအလုံးကိုခြုံငုံပြီးသုံးသပ်ကြည့်လိုက်တဲ့အခါကျတော့တချို့သောတတ္တဝါတွေဟာအသိဉာဏ်ရှိကြတယ်တချို့သောတတ္တဝါတွေကတော့အသိဉာဏ်ကင်းမဲ့ကြတယ်ဆိုတဲ့တဦးနဲ့တဦးမတူညီမှုတွေကိုမြတ်စွာဘုရားအာယုံပြုတ်ပြီးတော့လေးလသုံးသပ်ကြည့်တဲ့အခါမှာသွားပြီးတော့တွေ့ရတယ်အဲ့ဒီလိုလေးလတွေ့လို့ဒီအချိန်မှာတရားဝါတွေရဲ့အနေအထားကိုကြည့်တဲ့ဗုဒ္ဓစက္ခုလို့ခေါ်တယ်အိန္ဒြိယပရောပရိယတိဉာဏ်နဲ့အာတယနုတ္တယဉာဏ်အိန္ဒြိယပရောပရိယတိဆိုတာတတ္တဝါတွေရဲ့ခံနိုင်တဲ့အနေအထားရှိတဲ့စိတ်အခြေအနေအနုအညံ့ကိုသိတာအိန္ဒြိယပရောပရိယတိဉာဏ်လို့ခေါ်တယ်အာတယနုတ္တယဉာဏ်ဆိုတာတတ္တဝါတွေတဏှာကပါလာတဲ့နှလုံးသွင်းတဲ့တဏှာကပါလာတဲ့စိတ်ရဲ့အနေအထားတွေကိုမြတ်စွာဘုရားဆင်ញင်သုံးသပ်ကြည့်တာဆင်ញင်သုံးသပ်ကြည့်ပြီးတော့တရားဟောလို့နားလည်နိုင်တဲ့တ attva တွေဘဝိတန္တိဓမ္မတအညာတာရောတရားကိုသိနိုင်လောက်တဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတာကိုယ်တိုင်သိမြင်တော်မူလာတယ်ပေါ့အကယ်၍မနာရဘူးဆိုရင်တ attva တွေဟာဆုတ်ယုတ်သွားကြလိမ့်မယ်ကိုယ်တိုင်သိတဲ့အတိုင်းမြတ်စွာဘုရားမိမိခဲခဲရင်ရင်ပင်ပင်ပန်းပန်းရှားကြံထားလို့သိလာတဲ့အဓိကသစ္စာ၄ပါးတရားမကိုဘယ်သူကိုဟောရမလဲလို့ဆင်ញင်သုံးသပ်ပြီးတော့ကြည့်တဲ့အခါမှာသဗ္ဗထကျင့်စဉ်ကျင့်တော့ကသူကိုယ်တိုင်နီးခံခဲ့တဲ့အာလာရကာလမဆိုတဲ့ဆရာကြီးကိုသွားတတိရတယ်သွားတတိယပြီးအာလာရကာလမဆိုတဲ့ဆရာကြီးကအမှန်တမ်းဉာဏ်ထက်တယ်စိတ်သဘောထားလည်းကောင်းတယ်သူ့ကိုဒီတရားပြောပြလိုက်ရင်သူအလွယ်တကူနားလည်မှာပဲလို့ဆိုတဲ့အချိန်မှာပဲရသော်ဘုရားရဲ့နားထဲမှာကြားလာတာအာလာရကာလမမရှိတော့ဘူးတဲ့9ရက်လောက်ကနေဆုံးသွားပြီဆိုတဲ့အတန်တစ်ခုကြားလိုက်တယ်ကိုယ်တိုင်လည်း
ဆင်ញင်စဉ်းစားကြည့်ပြီးအာလာရကာလမှာအခြေအနေကိုကြည့်လိုက်တဲ့အခါအော်မရှိတော့ဘူး9ရက်လောက်ကဆုံးသွားပြီဆိုတာသိလိုက်တယ်ပေါ့အဲ့ဒီအချိန်မှာဒီတရားကိုဘယ်သူဟောရမလဲလို့နောက်ထပ်ကြည့်တော့ဥဒကဓမ္မဗုဒ္ဓဆိုတဲ့ဆရာကြီးလည်းစိတ်တော်ထားလည်းမတန်ကောင်းတဲ့အသိဉာဏ်လည်းထက်တယ်သူ့ကိုဟောရင်တော့မြန်မြန်သိမှာပဲလို့အာယုံဆိုင်လိုက်တဲ့အချိန်လေးမှာဥဒကဓမ္မဗုဒ္ဓဆရာကြီးမင်းညကကွယ်လွန်သွားပြီတဲ့ဆိုတဲ့အတန်ကြားလာတော့ကိုယ်တိုင်လည်းကြည့်လိုက်တဲ့အခါဟုတ်တယ်ဥဒကမရှိတော့ဘူးဆိုတော့မြတ်စွာဘုရားအတော်ကိုဆုံးရှုံးနစ်နာသွားကြပြီစိတ်ထဲမှာဒီလိုဖြစ်ပြီးဘယ်သူကိုအရင်တရားဟောရမလဲလို့ဆိုတော့ဒုက္ခရစရိယာကျင့်နေတဲ့အချိန်ဥရဝေလတော်မှာဒုက္ခရစရိယာကျင့်နေတဲ့အချိန်မှာအနိပါကနေအကူအညီပေးအားပေးနေကြတဲ့ပိဿဝဂ္ဂိတွေဟာဒီပိဿဝဂ္ဂိတွေဟာငါ့ပေါ်မှာကျေးဇူးရှိကြတယ်ဒီနေရာမှာမြတ်စွာဘုရားကသူ့ပေါ်မှာကျေးဇူးရှိလို့တရားဟောတာတော့မဟုတ်ဘူးကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ကိုယ့်ပေါ်မှာကျေးဇူးပြုဘူးတဲ့ပုဂ္ဂိုလ်ကိုတတိရတယ်ဆိုတာသူတော်ကောင်းတို့ရဲ့သဘောမျှတာဖြစ်တယ်ပေါ့ငါပေါ်ကျေးဇူးရှိရင်ဟောမယ်ငါပေါ်ကျေးဇူးမရှိရင်မဟုတ်ဘူးဆိုတဲ့အနေအထားမျိုးမဟုတ်ဘူးနော်ပိဿဝဂ္ဂိတွေတစ်ချိန်လုံးကငါပေါ်မှာကျေးဇူးရှိခဲ့ကြတယ်ဆိုတာကိုပိဿဝဂ္ဂိတွေဘယ်ရောက်နေပါလဲလို့ကြည့်တော့ပိဿဝဂ္ဂိတွေဟာဣတိပတ္တနာပဲထွက်သွားကြပြီဗာရဏသီဘက်ကဣတိပတ္တနာတောထဲမှာနေထိုင်နေကြတယ်ဆိုတာကိုမြင်တော့ပိဿဝဂ္ဂိတွေကိုပဲငါတရားဥဟောမယ်လို့ဥရဝေလာတောမှာရက်အနည်းငယ်နေထိုင်ပြီးဘုရားအလောင်းတော်ဟာရက်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ဝါဆိုလာဇန်9ရက်လောက်မှာစတင်ပြီးတော့ဗာရဏသီပြည်ဘက်ကိုခီးထွက်တယ်။ကုန်းကြောင်းလျှောက်ပြီးတော့သွားတာ18ယူဇနာဝေးกว่าတဲ့ဗာရဏသီဘက်ကိုကုန်းကြောင်းခရီးနဲ့ကြွသွားတယ်။လမ်းမှာဘယ်သူနဲ့တွေ့တော့ဆိုရင်ဥပကဆိုတဲ့အာဇီဝကကြီးတူနဲ့တွေ့တယ်။ဥပကဆိုတဲ့အာဇီဝကဆိုတာအဝတ်မဝတ်ကြဘူးမုတ်စိတ်ငွေတွေထူလဖြစ်နဲ့နော်ညစ်ညစ်ပတ်ပတ်နေတဲ့ခန္ဓာကိုယ်ကိုသုတ်တင်ခြင်းမရှိတဲ့ဖြစ်တယ်လို့နေပြီးတော့နေကြတဲ့တက္ကရုံးအကျင့်ကိုကျင့်တဲ့ဥပကနဲ့တွေ့ရင်ဆိုင်တွေ့တဲ့အခါမှာဥပကကကြည့်ပြီးတော့မြတ်စွာဘုရားကိုမြင်တဲ့အခါအဲ့ဒီချိန်မှာတတ်တော်က35နှစ်ဆိုတော့အမှန်တမ်းငယ်သေးတာဟုတ်ငယ်သေးတော့ရုပ်ရည်ကလည်းမတမချောအသက်အရွယ်ကလည်းနုနေငယ်ရွယ်အဲ့ဒါကိုမြင်ရတဲ့အခါကျတော့သူ့စိတ်ထဲမှာထူးဆန်းတယ်ဘယ်သူကိုဆရာတင်ပြီးတော့ရဟန်းဘဝရောက်လာတာလဲတင့်ဆရာဘယ်သူလဲစတဲ့မေးခွန်းတွေကိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကပြောတော့ဆိုနမေအာစရိယောအဋ္ဌိငါမှာဆရာမရှိဘူးဆရာမရှိဘူးဆိုတာဘာကိုပြောတာတော့ဝိပဿနာကျင့်စဉ်နဲ့ပတ်သက်ပြီးဆရာမရှိဘူးအခုသိတဲ့တရားဟာဘယ်သူမှလမ်းပြတာမဟုတ်ဘူးကိုယ်ပိုင်ဉာဏ်နဲ့သိတာသာဖြစ်တယ်ပေါ့ဒါကြောင့်မို့လောကုတ္တရာတရားနဲ့ပတ်သက်လာတဲ့အခါမှာဘုရားကငါမှာဆရာမရှိဘူးဆိုပြီးတော့ပြောလိုက်တဲ့အခါဥပကကြီးကအံ့ဩပြီးတော့ဒီလိုဆိုလို့ရှိရင်ဇိနလို့ခေါ်ထိုက်သလားသူတို့ကအရာခသိန်းကိုအောင်မြင်တဲ့ပုဂ္ဂိုလ်ကိုဇိနသူတို့အတန်နဲ့ကြတော့ဂျိနလို့ခေါ်တယ်အခုဂျိန်းဆိုတာအဲ့ဒီကလာတဲ့စကားပေါ့နော်ဂျိနအောင်မြင်သူလို့ဆိုတော့မြတ်စွာဘုရားကတုံ့ပြန်ပြီးတော့ပြောကြတယ်ဟုတ်တယ်မကောင်းမှုအကုသိုလ်မှန်သမျှငါအောင်မြင်ပြီးသားဖြစ်တယ်ဒါကြောင့်မို့ငါဟာဇိနအစစ်ပဲလို့တုံ့ပြန်ပြောဆိုလိုက်တဲ့အခါ
ဥပက္ခရေကသဘောကျသွားတယ်သဘောကျသွားတယ်ငယ်လဲငယ်တယ်စကားပြောတာလဲရင်ကျေးတယ်ပြတ်သားတယ်မျက်နှာအဆင်းကလည်းရွှင်လန်းတယ်ကြည်လင်တယ်ဒီပုဂ္ဂိုလ်ဟာပုဂ္ဂိုလ်လူပုဂ္ဂိုလ်မြတ်ပဲလို့ဆိုပြီးတော့လမ်းဖယ်ပေးသွားတယ်သူကအသက်ကြီးပေမဲ့လို့လမ်းဖယ်ပေးပြီးတော့သွားတယ်အဲ့တော့မြတ်စွာဘုရားကလည်းရှေ့ဆက်ပြီးတော့ကုံကြောင်ခရီးလျှောက်လန်းပြီးတော့သွားတာဒါပထမဆုံးတရားဓမ္မကိုဖြန့်ဖြူးဖို့ကိုယ်တိုင်ခဲခဲရင်းနဲ့ရှားပွေလို့သိလာတဲ့တရားဓမ္မကိုရှေးဥစွာဖြန့်ဖြူးဖို့ပထမဆုံးခရီးထွက်လာခြင်းပဲဖြစ်တယ်ပေါ့အဲ့လိုခရီးထွက်တဲ့အခါကျတော့ဗာရဏသီပြည်ဣတိပတနတောကိုဝါဆိုလပြည့်နေ့အချိန်မှာဝါဆိုလပြည့်နေ့အချိန်မှာညနေဆောင်ရောက်သွားတယ်ပေါ့နေမဝင်ခင်ရောက်သွားတယ်ရောက်သွားတော့ပိဿဝဂ္ဂိတွေကခလန်းလန်းကလေးကကြွလာတာကိုမြင်ရတယ်မြင်ရတော့ဟိုမှာရဟန်းဂေါရမအကျင့်ကနော်ပေါ်ပေါ်ရောရောနဲ့ဟိုသွားဒီသွားနေတယ်အဲ့တော့အခုတို့စီရောက်လာတဲ့အခါကျတော့ဘယ်သူမှခရီးဥကျုံမဆိုနဲ့သူ့ထဲမှာပါတဲ့တပိတ်သင်္ကန်းကိုဘယ်သူမှမယူကြနဲ့သို့တော့နေရာထိုင်ခင်းလေးတော့ပေးထားထိုင်ရင်ထိုင်လိုက်ပဲဘယ်သူမှခရီးဥကျုံမဆိုနဲ့လို့ဆိုပြီးတော့တိုင်ပင်ကြတာဘာဖြစ်လို့ဒီလိုလုပ်တာတော့ဖရာလောင်းဘဝတုန်းကအလွန်မျှော်လင့်ချက်ကြီးစွာ6နှစ်နီးပါးကအနိနာမှာနေခဲ့ကြတာအဲ့ဒီမှာဒုက္ခရစရိယအကျင့်ကိုလက်လျှော့သွားကြတဲ့ကသူတို့ကစိတ်ပြက်သွားကြတယ်စိတ်ပြက်သွားပြီးတော့အထင်လွဲသွားတယ်အဲ့ဒါကြောင့်မို့လို့ရသော်ဘုရားကြွလာတဲ့အခါကျခီးဥကျုမဆိုကြဘူးမဆိုကြနဲ့လို့ဆိုပြီးတော့ဂတိကုတ်လောက်ကြအနိနာလည်းရောက်လာရောမနေနိုင်ဘူးတဲ့ဘာဖြစ်လို့မနေနိုင်တာတော့လို့ဆိုတော့သူတို့လည်းကပိလဝတ်သားတွေပဲလေမြတ်စွာဘုရားငယ်စဉ်တုန်းကတည်းကဘုရားကမင်းသားသူတို့ကဘယင်ကိုမိကိုပြီးအသက်မွေးရတဲ့ပုံနာတွေအဲ့တော့မင်းသားလာတယ်ဆိုတော့မနေရဘူးပေါ့ဒါလည်းပါမှာပေါ့မြတ်စွာဘုရားရုပ်အဆင်းအင်္ဂါရဲ့ချီလင်မှုမျက်နာရဲ့တည်ငြိမ်အေးချမ်းမှုတွေကိုမြင်လိုက်ရတဲ့အခါမှာမနေနိုင်ကြဘူးခီးဥကျိုဆိုတဲ့ကိုရောဆိုပါလာတဲ့တပိတ်ကိုလှမ်းယူတဲ့ပုဂ္ဂိုလ်ကယူအဲ့ဒါလို့နေရာထိုင်ခင်းပြီးမြတ်စွာဘုရားထိုင်ပြီးတဲ့အခါကျတော့မြတ်စွာဘုရားကပိဿဝဂ္ဂိတွေကိုစပြောတယ်ငါထူးခြားတဲ့တရားဓမ္မကိုရလာပြီငါပြောတာနားထောင်ကြငါပြောတဲ့အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်မင်းတို့မကြခင်ပဲဗြဟ္မစရိယကျင့်စဉ်တစ်ခုရဲ့အဆုံးသတ်ရတ္တမေရတ္တဖို့ဆိုတာကိုယ်တိုင်သိရှိလက်တွေ့ရရှိကြမှာဖြစ်တယ်လို့ဆိုတော့လက်မခံဘူးရသော်ဘုရားကိုဓာန်တူဆက်ဆံပြီးတော့စကားပြောကြတယ်အာဟုသောဂေါရမငါရှင်ဂေါရမဆွေဂေါရမဒီလိုစကားလုံးနဲ့သုံးတယ်ဆရာအနေနဲ့ဆက်ဆံပြောဆိုခြင်းမရှိဘူးဓာန်တူအနေနဲ့ဆက်ဆံပြီးတော့ပြောကြတယ်ဘယ်လိုပြောတော့ဆိုဒါကငါရှင်ဂေါရမမဖြစ်နိုင်ပါဘူးတဲ့ဟိုတုန်းကအကြီးအကျယ်ပြင်းပြင်းထန်ထန်အကျင့်နေဒုက္ခရစရိယအကျင့်နေကျင့်တော့ကမှထူးခြားတဲ့အသိဉာဏ်မရတာအခုလိုလျှောက်သွားနေတာတရားမလုပ်ဘဲနဲ့လျှောက်သွားနေတာဘယ်လိုလုပ်ရမှာတော့မယုံဘူးအဲ့ဒီမယုံတဲ့ပုံကိုယ်တွေကိုစီယုံရတယ်ဆိုတာလွယ်တာမှမဟုတ်တာတရားဆိုတဲ့ယုံကြည်မှုကအမှန်တမ်းအရေးကြီးတယ်မယုံဘူးလက်မခံဘူးအသိဉာဏ်ရလာတယ်ဆိုတော့လက်မခံသေးသမျှကာလပတ်လုံးနားထောင်မှာမဟုတ်ဘူး
အဲ့တော့မြတ်စွာဘုရားကတစ်ချိန်မဟုတ်ဘူးနှစ်ချိန်သုံးချိန်ထိအောင်ပြောတာကိုပဲသူတို့လက်မခံကြဘူးနောက်ဆုံးကြတော့မြတ်စွာဘုရားကသူတို့ကိုမေးခွန်းထုတ်လိုက်တယ်နေပါအောင်နဲ့6နှစ်ဒုက္ခရစရိယာကျင့်နေတော့ငါတရားဓုရပြီလို့ဘယ်နှခါများပြောဘူးလေလို့ဆိုတော့အဲ့ဒီကြတော့မှသူတို့စဉ်းစားမိတာဟုတ်သားပဲတို့ကိုအားပေးတဲ့အနေနဲ့စိတ်အားမလျှော့ကြနဲ့ငါရတော့မှလို့တခါမှပြောဘူးတဲ့မြတ်စွာဘုရားဘယ်တော့မှသူတို့ကိုအားပေးစကားပြောခဲ့တာမရှိဘူးအခုသူတကယ်ရလို့ပြောတာပဲလို့ဆိုပြီးတော့ချက်ချင်းကြီးပဲသူတို့စိတ်ထားပြောင်းသွားပြီးတော့လေးစားမှုကိုပြကြတယ်အဲ့ဒီကနေစပြီးတော့ပြောခဲ့သလားဆိုတော့နောဟိတံဗန္တိအာဟုသောဆိုတဲ့အသုံးကမလေးမစားပြောတဲ့အသုံးကိုဗန္တိဆိုတဲ့အသုံးကိုပြောင်းပြီးချက်ချင်းသုံးကြတယ်နော်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကပင်စဝဂ္ဂီတွေကိုငါတရားဓုတရားများရလာပြီနားထောင်ကြငါဆုံးမတဲ့အတိုင်းလိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင်ငါကိုယ်တိုင်သိတဲ့တရားဓုတရားများကိုသင်တို့ကိုယ်တိုင်လည်းပဲသိနိုင်မယ်ဘလောက်ကျင့်တတ်เสียကောင်းလို့ငါသိတာမင်းတို့လည်းသိနိုင်တယ်ဟောသိနိုင်အောင်ငါပြောတဲ့အတိုင်းလုပ်ကြလို့ဆိုပြီးတော့အလုံးသိကြတဲ့အတိုင်းပိဿဝဂ္ဂီတွေကိုတပည့်ဆက်ကြတရားစတင်ပြီးတော့ဟောကြားခဲ့တာပေါ့အဲ့ဒီမှာတပည့်ဆက်ကြတရားဟောကြားတဲ့အချိန်မှာပိဿဝဂ္ဂီ၅ပါးလုံးဟာသဘောပေါက်ခြင်းမရှိကြဘူးကွန်တင်ညာတဝါသာလေးရှေးဥစွာသဘောပေါက်ပြီးတော့ကွန်တင်ညာကတပည့်ဆက်ကြတရားလဲဟောပြီးရောမြတ်စွာဘုရားထံတပိတာဝကအဖြစ်ခံယူဖို့လျှောက်ထားတယ်အဲ့ဒီမှာတပိအဖြစ်ယဟန်ဖြစ်လက်ခံလိုက်တာပထမဆုံးရှင်ကွန်တင်ညာယဟန်ဖြစ်ကိုရရှိလာတယ်ပေါ့နောက်ရက်တွေမှာနှစ်ပါးကဆွမ်းခံတွဲတယ်နော်သုံးပါးကတရားအထုတ်ကြတယ်တခါသုံးပါးကဆွမ်းခံထွက်တယ်နှစ်ပါးကိုတရားအထုတ်တယ်အနိကကြီးချက်ပြီးတော့မြတ်စွာဘုရားနားလည်အောင်သွန်သင်ဆုံးမပေးတယ်မကြခင်မဲ့ပိဿဝဂ္ဂီတွေဟာဝါဆိုလာပြီးတော့1ရက်နေ့မှာတစ်ပါး2ရက်နေ့တစ်ပါး3ရက်နေ့တစ်ပါးဓမ္မစက္ခုဆိုတဲ့ဓမ္မအမြင်တွေကိုရရှိပြီးတော့သွားကြတယ်နောက်ဆုံး9ရက်နေ့ရောက်တဲ့အခါအနတ္တလက္ခဏာတုတ်ကိုဟောကြားခြင်းဖြင့်အလုံးဟာယန္နာဖြစ်ကိုရောက်သွားကြတယ်လို့ဒါမြတ်စွာဘုရားပထမဆုံးသူသိတဲ့တရားကိုရှင်းလင်းဟောကြားလို့ယန္နာဖြစ်သူရောက်သွားကြတဲ့အချိန်မှာပိဿဝဂ္ဂီ5ပါးနဲ့မြတ်စွာဘုရားနဲ့ပေါင်းလို့ရှိရင်လောကမှာယဟန္တာ6ပါးပွင့်ပေါ်တဲ့အချိန်ပဲဖြစ်တယ်ပေါ့အဲ့ဒီလိုလောကမှာယဟန္တာ6ပါးပွင့်ပေါ်လာပြီးတော့မြတ်စွာဘုရားဟာဒီဗာရဏသီမှာပဲဆက်လက်ပြီးတော့သတင်းသုံးနေတယ်ဆက်လက်သတင်းသုံးပြီးဣတိပတနတော့မှပဲနေတဲ့အချိန်မှာဗာရဏသီကနာမည်ကြီးတထေးသားတယောက်မိုးရာသီမှာနေတဲ့မိုးတွင်းကာလမိုးရာသီမှာနေတဲ့အဆောင်ကနေပြီးအမျိုးသမီးအတီးမှုတ်ဖြောပြေမှုတွေနဲ့ညလုံးမောက်နေထိုင်ရာကနေပြီးတော့စိတ်ပြည့်ညှင်းငွေ့ပြီးတော့မိုးမလင်းငယ်မဲ့အိမ်ကနေထွက်ခွာလာခဲ့တာဣတိပတနာတောဘက်ကိုရောက်လာတယ်ဣတိပတနာတောဘက်ကိုရောက်လာတော့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားကတရားဓမ္မဟောလို့စိတ်ငြိမ်းချမ်းမှုကိုရတာမနေ့မိုးလင်းတော့သူ့အဖေတထေးကြီးကလိုက်ပြီးတော့ရှာတယ်လိုက်ရှာတော့သူ့ရဲ့ခြေနှင်းရာကိုတွေ့လို့ဣတိပတနာတောဘက်ကိုလိုက်လာဖះနဲ့တွေ့တော့မေးတယ်အရှင်ဘုရားယတဆိုတဲ့သူငယ်ဒီများလာသလားလို့ဆိုမြတ်စွာဘုရားကအေးထိုင်ပါအောင်ဒီနားမှာထိုင်ရင်မဲ့သူတွေ့ပါလိမ့်မယ်လို့ဆိုဝမ်းသာသွားတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကသူ့ကိုတရားဟောတော့သောတပန်ဖြစ်သွားတယ်ယတရဲ့ဖခင်တထေးကြီးကိုတရားဟောနေတဲ့အချိန်ယတကလည်းအနန္တမှာရှိတယ်သို့တော်မြတ်စွာဘုရားက
သားဖနှစ်ယောက်အဖလှုပ်တဲ့ပုဂ္ဂိုလ်ကပြီးတော့လာတာဖြစ်သည့်အတွက်ကြောင့်ချက်ချင်းဆုံတွေ့မပေးလိုက်သေးပဲနဲ့တရားဟောလို့တရားနားလည်တဲ့အခါကျမှဆုံတွေ့ပေးလိုက်တဲ့အခါမှာသိဝမ်းသာသွားတယ်အဲ့ဒီအချိန်မှာတထေးကြီးကသောတာပန်ဖြစ်ပြီးတော့ယတသရသားကယဟန္တာဖြစ်နေတယ်ပေါ့အဲ့ဒီအချိန်ကျမှဆုံတွေ့လိုက်တော့သူ့သားကိုတင့်ရဲ့အမေနဲ့မိသားစုကအင်တမစိတ်ပူပန်နေကြတယ်အိမ်ပြန်လိုက်ခဲ့ပါလို့ခေါ်တော့မြတ်စွာဘုရားကရှင်းပြတယ်တင်သိတဲ့တရားမျိုးဆုံးသက်ထိအောင်ယတဟာသိသွားပြီအရင်တုန်းကလိုကာမဂုဏ်အာယုန်နေနဲ့ပြန်ခံစားနိုင်ဖို့အနေထားမျိုးမရှိတော့ဘူးဆိုတော့တထေးကြီးကဝမ်းသာသွားတယ်အကယ်၍သာသူမြတ်စွာဘုရားရဲ့တရားကိုမသိဘူးဆိုရင်နားလည်မှာမဟုတ်ဘူးပေါ့အဲ့ဒါနဲ့မြတ်စွာဘုရားနဲ့ယတကိုအိမ်ကြွဖို့ဆွမ်းသာပင့်သွားပြီးမိသားစုမြတ်စွာဘုရားနဲ့ယတကိုလှုပ်ကြွေးပြုစုကြတဲ့အချိန်မှာမြတ်စွာဘုရားတရားဟောလို့ယတရဲ့မေတော်နဲ့လူဘဝကဇနီးတယ်တို့ဟာသောတာပန်ဖြစ်ပြီးတော့ဘုရားဘာသာဝင်ဖြစ်သွားကြတယ်ဒါကဗာရဏသီဣတိပတနာမှာအခုလိုဘုရားမြတ်စွာရဲ့တရားဓမ္မတွေကိုနားလည်လာလို့ယတဆိုတဲ့မျိုးကောင်းသားတစ်ယောက်ဟာယဟန်ဘဝကိုရောက်လာခဲ့ပြန်တယ်ပေါ့အဲ့ဒီမှာလောကမှာယဟန္တာ9ပါးဆိုတာဖြစ်သွားပြန်နောက်တစ်ခါယတသင်္ကန်းဝတ်သွားတဲ့ဆိုယတဆိုတာအမတမချမ်းသာတယ်ဗာရဏသီပြည်ကထိတ်တန်းတထေးရဲ့သားဒီလိုပုဂ္ဂိုလ်အတောင်ချမ်းသာတွေစွန့်လွတ်ပြီးတော့ရဟန်းဖြစ်သွားတယ်ဆိုတော့သူ့ရဲ့တငယ်ချင်းတွေကအလွန်အံ့ဩတယ်ဒါဟာအောက်တန်းကြတဲ့အဆုံးအမမျိုးမဟုတ်ဘူးယတလို့ပုဂ္ဂိုလ်ဟာအမှန်တမ်းဉာဏ်ရှိတယ်သူတောင်မှဒီသာသနာဝင်ရောက်တယ်ဆိုတော့တာမန်သာသနာတော့မဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမထူးခြားတာဖြစ်ရမယ်ဆိုပြီးယတစီလိုက်သွားကြတယ်ဝိမလာတဲ့သူပါဟုတဲ့ပုံနစီတဲ့ခဝံပတိတဲ့အဲ့ယတရဲ့တငယ်ချင်း၄ယောက်ဟာလိုက်လာကြလိုက်လာတော့သူတို့၄ယောက်ကိုမြတ်စွာဘုရားစီပို့တော့မြတ်စွာဘုရားကတရားဟောလိုက်တဲ့အခါသူတို့လည်းကျွတ်တရားရပြီးတော့သာသနာပေါင်းဝင်ရောက်သွားကြတယ်ဟောသာသနာပေါင်းမှာယဟန္တာအရေးအတွက်တိုးတက်လာတယ်ယတရဲ့ဒီ၄ဦးဝင်လာတဲ့အခါကျ7ပါးမြောက်ဖြစ်သွား7ပါးဖြစ်သွားအဲ့ဒီအချိန်မှာနယ်တွေမှာရှိကြတဲ့ယတရဲ့တငယ်ချင်းတွေက90လောက်ရှိတယ်နယ်ဒေသကတထေးမျိုးတွေရဲ့အဆန်ချမ်းသာတဲ့တထေးသားတွေကြီးပဲယတသင်္ကန်းဝတ်သွားတယ်လို့လဲကြားရောသူတို့လည်းပဲလာကြတယ်လာတွေ့ကြတယ်အဲ့ဒါလို့လာတွေ့တဲ့ပုဂ္ဂိုလ်တွေအားလုံးကိုမြတ်စွာဘုရားစီပို့တော့ဘုရားတရားဟောလိုက်တဲ့အခါမှာလာတွေ့တဲ့တငယ်ချင်း90လုံးဟာမြတ်စွာဘုရားတရားကိုသိရှိနားလည်ပြီးတော့ယန္တာဖြစ်သူရောက်သွားကြတယ်အဲ့ဒီအချိန်မှာလောကမှာဘုရားပါဝင်ယန္တာပေါင်း60နဲ့တပါးပေါ်ထွန်းတဲ့အချိန်ဖြစ်လာတယ်ဒီလိုလောကသားတွေရဲ့အကျိုးအတွက်မြတ်စွာဘုရားဟာတရားဓမ္မကိုရှင်းလင်းပြသပြီးတော့ဟောကြားဆုံးမခဲ့တာဖြစ်တယ်ပေါ့အဲ့ဒါလိုဟောကြားဆုံးမပြီးတော့ယန္တာ60ပါးပေါ်ထွန်းတဲ့အချိန်မှာမြတ်စွာဘုရားကယဟန်တော်တွေကိုဗာမေးရှိတယ်လဲလို့ဆိုရင်မုတ်တောဟံသဗ္ဗပါတိဟိငါဟာညွတ်ကွင်းနေအားလုံးကနေကြော့ကွင်းနေအားလုံးကလွတ်ပြီးသင်တို့လည်းပဲညွတ်ကွင်းနေအားလုံးကလွတ်မြောက်ခဲ့သူတွေဖြစ်ကြပြီဒါကြောင့်မို့တရားတွေရဲ့အကျိုးအများတ attva တွေကောင်းကျိုးချမ်းသာရဖို့အများတ attva တွေပေါ်မှာကရုဏာထားပြီးတော့တရားဓမ္မဟောပြောကြခရီးဒေသစာတွေထွက်ကြတလန်းထဲကို2ပါးမသွားကြနဲ့အားလုံးထွက်ပြီးတော့တရားဓမ္မကိုရှင်းလင်းဟောပြောကြလို့မြတ်စွာဘုရားကတိုက်တွန်းပြီးသာသနာပြုလွှတ်ခဲ့တယ်ငါကိုယ်တိုင်လည်းပဲဥရုဝေလဘက်ကိုပြန်သွားမယ်လို့ဟောဝါတွင်ကာလဣတိပတနာမှာနေတော့မြတ်စွာဘုရားကယဟန္တာအပါ60ကိုသာသနာပြုဖို့တိုက်တွန်းပြီးတော့ဆေလွှတ်ခဲ့တယ်ပေါ့အဲ့ဒီလိုမြတ်စွာဘုရားဟာအေးအေးဆေးဆေးနေထိုင်တော်မူခြင်းမပြုဘဲနဲ့
လောကသားတို့ရဲ့အကျိုးအတွက်မနာမနေဆောင်ရွက်တော်မူခဲ့တယ်ဆိုတဲ့ဘုရားမြတ်စွာရဲ့ကရုဏာတရားလုံလဝီရိယစွမ်းပကားတွေကိုမှတ်သားကြည်ညိုကြပြီးတော့တို့တွေလည်းမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကြောင့်ယနေ့အခါမှာအမှန်တရားကိုသိရှိခွင့်ရကြတယ်လို့ကိုယ်စီသဘောကျပြီးမြတ်စွာဘုရားကိုအားကျကြည်ညိုခြင်းဖြင့်ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာသေရန်กว่าချမ်းသာကြပါစေဒီကြံသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဟောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဝေတံဘဝယန္တုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ရင်ရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်များဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုဗုဒ္ဓရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖုပွင့်ရကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း